ဒီနေ့ကျွန်တော်မြန်မာနိုင်ငံမှာအမြင့်ဆုံးပြုလုပ်တဲ့ table tennis ပြိုင်ပွဲကြီးသွားပြိုင်မှာဖြစ်ပါတယ်စုကြီးအနေနဲ့ဟောလာပြိုင်သူနေအရေးအတွက်နှစ်ခုနဲ့ကြည့်မယ်ဆိုတာအကြီးဆုံးပွဲပဲဒီပွဲကပေါ့ဒါမြန်မာနိုင်ငံမှာဒါအမြင့်ဆုံးပွဲလို့ပြောလို့ရတယ်ဒီနေ့ကျွန်တော်မြန်မာနိုင်ငံမှာအမြင့်ဆုံးပြုလုပ်တဲ့ table tennis ပြိုင်ပွဲကြီးသွားပြိုင်မှာဖြစ်ပါတယ်ဒီနေ့မှာတော့ Junction Modern မှာပြုလုပ်ကျင်းပတဲ့2026ခုနှစ် Bounce Sport Lifestyle Table Tennis Championship ပြိုင်ပွဲကြီးဝင်ရောက်ရှင်ပြိုင်တဲ့ vlog ပဲဖြစ်ပါတယ်မေလ1ရက်နေ့ကနေ10ရက်နေ့အထိကျင်းပတဲ့ဒီပွဲကြီးမှာကျွန်တော်ကအမျိုးသားအလွတ်တန်းမှာပါဝင်ရှင်ပြိုင်သွားမှာပဲဖြစ်ပါတယ်လက်ရှိမော်တင်ဝင်ကျင်းပတဲ့အမျိုးသမီးအလွတ်တန်းပွဲစဉ်များကျင်းပနေပြီးပွဲကြီးပြည်သက်များနဲ့ပြည့်နေတယ်အောက်လိုက်ခဲ့ပြီးလို့ဆိုတော့အပေါ်ထဲမှာတော့အမျိုးသားအလွတ်တန်းပွဲစဉ်များကစားကြတယ်ပလေယာများနဲ့ပြည်သက်များပြည့်နေတယ်ကျွန်တော်ရဲ့ပွဲစဉ်ဘယ်အချိန်လဲဆိုတာကိုတာဝန်ရှိတဲ့ဆရာတွေကိုမေးမြန်းခဲ့ပြီးနေ့လယ်3နာရီမှဆိုလို့တခြားပွဲစဉ်တွေကျွန်တော်လိုက်အားပေးခဲ့ပါတယ်နေ့လယ်ထမင်းစားချိန်ရောက်တော့ပလေယာများကိုစီတနာမြန်မာထမင်းဆိုင်မှာတည်ခင်းအခမ်းပါတယ်နေ့လယ်စာစားပြီးတော့ကျွန်တော်ပွဲတွေရှောက်ကြည့်ပါတယ်ကျွန်တော်ပွဲစဉ်နီးကပ်လာတော့သွေးဘူးနည်းနည်းပါးပါးပုတ်ပါလက်ရွေးစင်ညီမလေးတွေကကျွန်တော်ကိုကူညီပြီး stroke ရိုက်ပေးပါတယ်လက်ရွေးစင်ညီမလေးများကကျွန်တော်ကိုစိတ်ရှိလက်ရှိနဲ့သွေးပူလေးခြင်းနဲ့ဆင်းပြီးပါကချင်လေးကလပ်ကဖျားပေးတဲ့ကလားလေးရလဲကျွန်တော်နဲ့အပျော်တမ်းပွဲတစ်ပွဲဆော့ပြီကျွန်တော်နဲ့ရှင်ပြိုင်ရမယ့်အကူကတမတ်ချိန်တွေမရောက်လာတာကြောင့်ကျွန်တော်နောက်တစ်ဆင့်တက်သွားပါနောက်ပွဲစဉ်ရောက်တော့ကျွန်တော်နဲ့ဒီဇိုင်းကာလာချင်းတူတဲ့ Royal One Club ကညီလေးအောင်မျိုးဟန်နဲ့ရှင်ပြိုင်ကစားရပါအဲ့ညီလေးကကျွန်တော်ကိုမညာမတာတအားရိုက်ပါတယ်ရုပ်အလုံးနေဆိုမြင်တော့မမြင်လိုက်ရပါဘူးကျွန်တော်တို့အထာကြတဲ့ညီကို2ယောက်ပွဲချမ်းနေတော့တူလေးကြီး1ယောက်ကကျွန်တော်တို့နားမှာလာပြီးအထာကြရှိုးလာထုတ်နေတူလေးရေးတဲ့ပေါ်တယ်ဗျာ
အဲ့ညီလေးကျွန်တော်ကိုတအားရိုက်လိုက်တာကျွန်တော်နောက်တစ်ဆင့်တက်ပါပါညနေဆောင်လာတော့လေယာများနဲ့ပြိသက်များကလည်းပူများလာခဲ့ပါနောက်ပွဲစဉ်ရောက်တော့ကျွန်တော်မန္တလေး SMM Club ကကိုဟင်းငွေရံနဲ့ရှင်နေကစားရပါတယ်ကျွန်တော်တဲ့လက်မျက်နှာကြောင့်ကျွန်တော်လောကကန်ရတော်ခတ်ပါတယ်နောက်ဆုံးကျွန်တော်ပိုက်တိုးလိုက်ဘောချော်လိုက်နဲ့ round 64မှာပြုတ်သွားခဲ့ပါတယ်ကျွန်တော်လည်းပွဲပြီးတာနဲ့တခြားသူပွဲတွေလိုက်ကြည့်ပါတယ်ညပိုင်းဆိုတော့ပွဲကြည့်တဲ့လူတွေပူများလာပြီးကစားသမားတွေကလည်း energy အပြည့်နဲ့ကစားကြပါတယ်ည9နာရီခွဲကျော်လာတော့ကျွန်တော်အိမ်ပြန်လာပြီးလိုင်းကားမရှိတော့တာကြောင့်သခင်မြပန်းချက်ဒီစိုက်ကားစီးပြီးပြန်လာခဲ့ပါတယ်။ဒါပဲဖြစ်ဒီနေ့ပွဲကတော့စောအကျိုးနဲ့ပြီးတော့တန်ပါတယ်။ဆုံးရပြင်မဲ့ပျော်တယ်လို့ခံစားရတာဒီပွဲပဲရှိတယ်။ဒီလိုမြို့နယ်ပေါင်းစုံတိုင်းပေါင်းစုံခရိုင်ပေါင်းစုံကနေပြီးတော့တငယ်ချင်းအစ်တွေတွေ့ရတဲ့အတွက်လည်းကိုယ့်ကိုယ်ကိုဘုန်းယူပါတယ်။ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးရတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာအကုန်လုံးပဲပြန်တွေ့ကြအောင်အားလုံးပဲ God bless you brother တို့ကမြန်မာပြည်ကပင်မောင်လောကကိုစိတ်ဝင်စားတယ်ဆိုကျွန်တော်နောက်တင်မဲ့ဗီဒီယိုကိုစိတ်ဝင်စားမှတင်ကြပါဘာလို့လဲဆိုတော့မြန်မာပြည်က date jet player တွေလက်ရွေးစင်ဟောင်းတွေနီးပြကြီးတွေကိုပွဲအတွင်းအင်တာဗျူးမေးခွန်းလေးတွေရေးထားတဲ့ဗီဒီယိုကိုတင်ဆက်မှဖြစ်တဲ့အတွက်ကျွန်တော် channel လေးကို subscribe လုပ်ထားဖို့အားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်နောက်ပြီးမနေ့ကမှကျွန်တော် TikTok account တစ်ခုလည်းဖွင့်ထားပါတယ်TikTok မှာ follow လုပ်ထားပေးဖို့လည်းအားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်။ link ကို description မှာဖော်ပြပေးထားပါတယ်။အားလုံးပဲ God bless you ပါ